နေငါ့ရဲ့ချစ်သူဖြစ်သွားပြီပေါ့ကိုချစ်သူရေးစားပေးရစမ်းတမီးခမလေးတိုက်ဆိုင်လိုက်တာအကိုကြီးကလေခမလေးရဲ့လေဟုတ်တယ်လေဒါအမကိုအိမ်ကိုခေါ်လာလိုက်ပြီဟေးသားသမီးရဲ့နားလို့ခေါ်တာရတာနာတာပဲအဲ့ဒုံကြီးရှိပါရဲ့ဆိုတဲ့လူတွေကပဲသိရအောင်တန်းကြတာဗျအိမ်ရှိမှာမန်ဒတ်ထိုးပြီးဖဲဝိုင်းလောက်တော့အဆင်မရှိတဲ့မင်္ဂလာဆောင်မျိုးတော့ကျမလက်မခံနိုင်ဘူးတော့ခက်မာရဲ့အကြောင်းဒေါ်တင်ဆိုရင်တနေ့ကောင်းကောင်းကြီးသိစေရမယ်ဖုန်းလေးကောင်မှကြောက်လို့ရှင်တစ်ခါရဲဝင်လျှော်လိုက်လေကိုလင်သားကိုတရိုတသေးဆက်ဆံမယ်လို့မိဘတွေမမှားလိုက်ဘူးလားဟမ်ကိုလို့ခေါ်ရလားအောင်ကျမလင်နာယူရမှာမဟုတ်တာဘယ်သိထားလို့ လေမေရောငါရောကိုသားသမီးကိုရောင်းစားတဲ့မိဘတွေဆိုနင်တို့ညငါသားပြောတာကြားတယ်နော်နင်တို့မမြင်ချင်ဘူးတဲ့အခုချက်စင်ငါ့ရဲ့မြတ်ထွက်သွားနင်ပါနဲ့ခလေးမရနိုင်မယ်တဲ့ငါတောက်ပိုက်စီးထားပြီးတော့ပွေလာလို့ပြမယ်ခင်ဗျာကြုံမိမအောင်လာပြီးတော့စိတ်တော့ခမပေးပါနဲ့အချစ်ဆိုတာဘဝတကူမဟုတ်ဘူးဆိုတာကိုငါသိသွားပြီတရားနေမပြောအခုလို့လောရတာလေနေမပြောအခုလို့လောရတာလေခက်မာပေါ်မှာစိုးထားတဲ့ဘုံကမြစ်တစ်ခုလိုပဲအမြဲတမ်းစီးဆင်းနေမှာအားလုံးကြည့်နိုင်ပြီ Hey Play VIP